Hello အားလုံးပဲမင်္ဂလာပါခင်ဗျကဲဒီနေ့ကျွန်တော်ရောက်တဲ့နေရာတော့ကျွန်တော်ဟိုတခါတော့ဗီဒီယိုဟောင်းမှာရိုက်ဖူးတဲ့ဖလီဖန်ကိုရောက်နေတာပေါ့နော်ဒါကတော့တနတ်ဆိုင်ပေါ့တနတ်တွေရောတခြားငါးမြပစ္စည်းတခြားပန်းပင်ပါရအစုံပေါ့နော်အဲ့ဒါအစုံရတယ်ဆိုတော့ကျွန်တော်ဒီနေ့ဒီကိုလာတော့ကျွန်တော်တောပြစ်တနတ်လေးတက်လောက်လာကြည့်တာပေါ့နော်ဈေးနဲ့တော်တော်လေးဘာရတော့မဟုတ်ဘူးတခါလေးတငယ်ချင်းတွေနဲ့အပြော်တောပြစ်လေးပါလေးလိုက်သွားမို့ပေါ့ဗီဒီယိုလေးပါလေးရိုက်ရင်လည်းပေါ့အဲ့ဒါကြောင့်မို့ကျွန်တော်တက်လောက်လာကြည့်တာပေါ့နော်license ကတော့ကျွန်တော် online နေပြီးတော့ဖြည့်ပြီးသွားပြီကျွန်တော်မှ license လည်းရသွားပြီဆိုတော့တနက်တက်လောက်ပေါ့နော်အဲ့ဒါလာကြည့်တာပေါ့လောဆယ်တော့ဘာယူရမှမသိသေးအထက်မှာရှောက်ကြည့်လိုက်အောင်ကြည့်ပြီးတော့မှကောင်းတာလေးပေါ့ရွေးယူရတာပေါ့ဒါတော့တော့ပြစ်ကံပဲရိုးဒီလိုဟိုပြစ်စတိုတွေပါလေဟိုအမြဲတမ်းသွားလေတဲသွားလို့ရတဲ့ဟာကျတော့တက် license လောက်ရတယ်အဲ့ဒါတော့တက်ဝယ်ရတာပေါ့နော်အဲ့ဒါတော့သွားလေခါထိုးသွားလို့ရတယ်အဲ့ကောင် license လောက်တာကျွန်တော်နောက်ကြုံလို့ရှိရင်ကျွန်တော်ရိုက်ပြပါမယ်အဲ့ဒါတော့ကျွန်တော်လည်းလောက်ဖို့တော့အစီအစဉ်ရှိပါတယ်ဒါပေမဲ့အခုတော့မဟုတ်သေးဘူးလောက်ဖြစ်ဘယ်လိုလောက်ရလဲဒီမှာဘယ်ဒီသွားရလဲဆိုတော့ကျွန်တော်ပြောပြပေးမယ်โอเคဒါဆိုကျွန်တော်လည်းဒီအထက်ကိုသွားလိုက်အောင်အိုးဒီမှာမျိုးစီတွေမျိုးစီတွေနည်းကြည့်အောင်မယ်ပန်းစီတွေအေးကြီးကလေဟိုအုတ်ခွက်လေးထဲမှာတို့အေးကြီးအုတ်ခုံလေးထဲမှာစိုက်မို့လေဘယ်ဟာလေးလားဒါလားဟိုဖျဲပင်စိုက်မှာဝါတာမဲလားဖျဲပင်ကတိတ်ပြီဟမ်စိုက်တတ်တယ်လေဒါအင်္ဂလိပ်ဘူးခါဒီဒီမှာဘူးဒီတမ်းဒါအင်္ဂလိပ်ဘူးဒီလေဆိုโอเคနောက်ဟိုအေရှားဆိုင်မှာတောင်းဝင်မယ်ဒီဟာတွေကတော့ကျွန်တော်ပန်းလောက်လေးပဲဘာလို့လဲဆိုတော့တိတ်လည်းမလို့သမီးဟိုမှာလှဲတဲ့ထဲတုံးတာသူကမနေလို့သူအပြင်မှာလိုက်ကြည့်ကျင်တယ်ဆိုတော့ထုတ်ချီရသေးတယ်ရင်းတော့ဗီဒီယိုရရတာမလွယ်တော့ဒီမှာအရှုပ်ထုတ်လေးတယောက်ပါလာကဲတနက်တန်းဆိုတော့ရှေ့ကိုရောက်ပြီတနက်ကကြောက်ဒီမှာ2မျိုးရှိတယ်ဟန်နေကန်ဟန်ကန်ကြောက်ဒီတောပစ်ကန်ပေါ့နော်တောပစ်တဲ့တနက်တွေကျဲရိုးဒီသွားလေရကိုအန်ဒီမဖြစ်အောင် safety အတွက်ဆောင်တဲ့တနက်ရပေါ့နော်ဟန်နေကန်ကြောက် online နေပြီးတော့ဖြည့်ပြီးတော့လုပ်လို့ရတယ် license ယူပြီးတော့ဝယ်လို့ရတယ်ဟိုလက်ကင်ကိုသွားလေဆောင်သွားတဲ့တနက်ကြတော့အဲ့လိုမရဘူးကြောင်းသွားတက်ကလည်းသူဘလူကိုင်းနဲ့ဘလူ safe ဖြစ်အောင်ထားရတယ်ကလေးတွေနဲ့ပဲဝေးရမှာထားရတယ်အဲ့ဒါတွေကိုတင်ပေးပြီးတော့မှသူအဲ့ဒါ certificate ပေးပြီးတော့မှအဲ့ဒါ yes scan မှာတက်လျှောက်ပြီးတော့မှကျွန်တော်က yes scan လို့အလွယ်ခေါ်တာပေါ့နော်အဲ့လိုမျိုးနေရပဲတက်လျှောက်ပြီးတော့မှ license ရမှကင်ခွင့်ရှိတယ်ဒီ handling ကကျတော့ handling license ရှိလို့ရှိရင်ကင်လို့ရတယ်ဒါပေမဲ့သွားလေရတော့အဲ့လိုမျိုးတကားကတော့တည်သွားလို့မရဘူးကားတွေပါထည့်သွားပါတော့သူ့ပေါက်လေးနဲ့သူတကယ်လို့ငှက်တို့ဘဲတို့ဖြစ်ကျင်ကြတော့ short gun နဲ့ဒီမှာဥပဒေရှိတယ်ငှက်ပစ်မယ်ဘဲပစ်မယ်ဆိုလို့ရှိရင်သွားနေရက်နေတဲ့ကောင်တွေပစ်လို့မရဘူးငှက်ကပြန်လာတဲ့ကောင်ပဲပစ်လို့ရတယ်ဒီမှာသူ့ဥပဒေပါနော်အပေါ်ကလေးပွားပြန်လာတဲ့ကောင်ပဲပစ်ရတယ်အားကြောင့်မို့ဒီရိုးကန်နဲ့ကြတော့ကြည်တတော့ပဲထွက်တာဘယ်လိုမှပစ်လို့မရဘူးရှော့ကန်ကြတော့ကြည်အများကြီးထွက်တယ်ဆိုတော့လေအထဲမှာသူကတော့ဟိုသူတူမီလို့ပုံစံမျိုးပဲဆိုတော့ဒီကောင်နေကြတော့ဒါဟိုဟာဒီ459ရဲ့ဒီကောင်ကတော့ယူဆိုတာဒီကောင်ကဟိုတပတ်ရစ်တွေပေါ့နော်ဒါပေမဲ့သူကတော့ဟိုပါပြီးသားပါလဲကျွန်တော်မေ့နေscope ပါပြီးသားဒီမှာယူဝဲဝင်ကောင်းပါမယ် scope လည်းပါဒါသူ scope လည်းမိုက်တယ်excuse me this one is the 22 gun Is that a who? This one 22 the 223? 223 Yeah, this is 223. Are you looking for a 22? yeah So 22s are going to be
this way. So like 22, 22, Yeah, for 22. the square, right? Yep, so all of the 22s will go this way. Oh, so I find the CZ. I forgot the name. I remember only CZ. We don't have any long gun CZs in right now. You could go on our website and order them into the store, but we don't have actually any in stock. Oh. ပြီးတော့ဒီထူးမှာဒီကောင်ကဟိုအော်တိုနဲ့ဒီရိုးဟိုစနိုက်ပါတစ်ချက်ပြည့်တစ်ထောက်ထိုးရှိတယ်ဒီကောင်ကျတော့တစ်ချက်ပြည့်တစ်ထောက်ထိုးဟိုအော်တိုကျတော့တစ်ခါပြည့်တစ်ချက်ပြည့်မောင်းပြန်တင်ရမလို့ပြီးတော့ဟိုဒီမှာကလောတစ်ခုရှိတယ်နော် US မှာတနက်ဝယ်လို့ရှိရင်အော်တိုဘယ်တော့မှဝယ်လို့မရအော်တိုဆိုတာဟိုတစ်ချက်ဟိုတို့ page store တွေပါတယ်ဆိုလို့ရှိရင်မောင်းပြန်တင်ကြမျိုးတစ်ချက်ချင်းထောက်အဲ့လိုတစ်ချက်နှိပ်တစ်လုံးထွက်ပဲဒါမှမဟုတ်ဟာလိုမျိုးတစ်ချက်နှိပ်တယ်မျိုးအကုန်လုံးထွက်သွားတဲ့ဟာမျိုးမရှိဘူးအဲ့လိုမျိုးဝယ်လို့မရဘူးအဲ့တော့တရမဝင်ဘူးအဲ့ဒါမရှိဘူးဆိုတော့ဟိုဘက်ဆိုင်ကျွန်တော်ထပ်သွားမယ်ထင်တယ်ကျွန်တော်လိုချင်တဲ့ကန်ဒီမှာမရှိဘူးအိုးဒီကောင် AR ထူးဒီကောင်မိုက်တယ်ဒါပေမဲ့ तू ကတူတယ်ဒါပေမဲ့ဟိုကလေतू ကဒါပေမဲ့ကြည့်လို့တော်လှတယ်နော်တူတယ်ဆိုပေမဲ့ဒါဟိုဒီရိုးတော့ပြကန်နေတိတ်ကြည့်လို့မလှဘူးဒီကောင်ကကျတော့ AR ပုံစံဆိုတော့လေပို့ပြီးတော့လှတယ်ပို့ပြီးတော့နည်းနည်းလိုက်ပို့ကြွားတယ်ပေါ့နော်ဒီကောင်ရဲ့ဈေးကဘယ်လောက်ရှိလဲ919တော်တော်များများခွန်မှန်းပေးတာပေါ့နော်ကျွန်တော်ကမှစဝယ်မှာတော့ဒီ AR တူကကျတော့ဒီလို look ကတော့တော်တော်ကောင်းတယ်တော်တော်လည်းမိုက်တယ်ဒါပေမဲ့ဒီတော့ပြကန်တော့တော့ပြကန်လို့ပဲကောင်းတယ်ဆိုတော့လေကျွန်တော်တွားမယ်ဆိုပြီးတော့မှမေ့သွားတယ်ခုနကကျွန်တော် scope ကြည့်မှုဆိုပြီးမေ့နေဟိုဘက်ဆိုင်မှာကျတော့ဒီလိုမျိုး scope ကောင်းမရှိဘူးအခုကျွန်တော်ကြိုက်တဲ့ scope ကဒီ scope က995 895သူကဘာကောင်းလဲဆိုတော့ဟိုကျွန်တော်တို့အထဲမှာလေခင်မာပါပြီးတော့တို့ sniper ကားတွေထဲမှာတိတယ်မှာအဲ့ scope တွေကမြင်ဝင်းကိုပြန်ပြီးတော့ဓာတ်ပုံရိုက်ယူလို့ရတယ်ပြီးတော့ဒီကောင်က800ကျော်ကျွန်တော်ကြိုက်တော့ဒီမှာ995တခုရယ်ဒီမှာ800ကျော်တခုရယ်ကျွန်တော်အဓိကဗီဒီယိုရိုက်ချင်တဲ့လူဆိုတော့လေအဲ့ခင်မာပါတဲ့ဟာပို့ပြီးတော့အဆင်ပြေတယ်ရိုးဟာလေးကျတော့နောက်ထပ်ဝယ်တက်ကမယ်ဆိုတော့အကောင်က300ကျော်တယ်ဆိုတော့ရိုးဟာ300နဲ့ဆို600ဝန်းကျင်လောက်ပြန်ကျတာပဲဆိုတော့ကျွန်တော်လည်းသိစဉ်းစားမရဘူးဖြစ်နေတယ်နည်းနည်းတော့confuseဖြစ်နေဘယ်လိုလုပ်ရမှမသိဖြစ်နေကဲခုကတော့နောက်ဆိုင်သွားပါမယ်ကျွန်တော်မှာ scope ကြည့်ပြီးတော့scope ကတော့မိုက်တယ်ကြိုက်တယ်ဒါပေမဲ့ဟိုဘက်ဆိုင်မှာဘယ်လိုအနေထားရှိလဲဆိုတာမသိသေးတော့လေသွားကြည့်မယ်လိုအဲ့တော့ပြန်လာလို့ရတာပဲเนาะနီးပဲ Okay let's go ကဲအားလုံးပဲအခုတော့ကျွန်တော်နောက်တစ်ဆိုင်ရောက်ပါပြီနောက်ဆိုင်နာမည်ကတော့ဂျိုးပေါ့နော်ဒီမှာလည်းအဲ့လိုပဲငါးမြပစ္စည်းတွေတနတ်တွေပေါ့နော်အဆုံးရှိတယ်ခံပင်းအတွက်တွေရောဆိုတော့အထဲကိုသွားလဲအောင် let's go ဒီဆိုင်ကတော့နည်းနည်းဟိုဆိုင်ထက်တော့နည်းသေးတယ်ဒါပေမဲ့ဒီဆိုင်ကသေးနဲ့ပိုတန့်တယ်ဈေးလည်းပိုကြီးတယ်ဒီမှာတော့ငါးမြတောပြေခံပင်းအကုန်လုံးတော့ငါးမြတဲ့ဈေးချော်တာ$99တဲ့တစ်ချောင်းလောက်တော့လိုသေးတယ်ဒါနောက်မှာပါအခုကရေခဲမပျော်သေးဘူးဆိုတော့We can do 15 for 15 Perfect. And then you have lifetime warranty. I was told the hunting area.
mind please turning that off for me? အော်ခဏ recording No recording. ကဲအခုတော့ကျွန်တော်အိမ်ပြန်ရောက်ပါပြီခုနကျွန်တော်ပြန်လာလဲနည်းနည်းနောက်ကျသွားတယ်ဆိုတော့အဲ့မှာကလေးတဲ့ပါဆိုတော့အဲ့မှာမရိုက်ဖြစ်တော့ပဲနဲ့ဒါအိမ်ရောက်မှကျွန်တော်အဆက်လေးကိုဆက်ရိုက်တာပေါ့နော်ဟိုမှာကျွန်တော်ကင်မရာလေးတက်ပြီးတော့သွားတာဗျာသွားတာအထဲလေးရအောင်ဗီဒီယိုပေးမရိုက်ဘူးဆိုတော့ကျွန်တော်ကဗီဒီယိုပိတ်လိုက်အောင်တခြားဆိုင်တွေလည်းပေးရိုက်ပါဗျာကျွန်တော်မှပထမဆိုင်ဆိုလဲဟိုဟာတနတ်တွေရောစကုတ်တွေရောစုံနေအောင်ရိုက်လို့ရတယ်ဘာမှမပြောဘူးကြီးတော်မဆိုင်ဘူးတနတ်ပဲကြိုင်ပဲကြီးပါပဲလုံးလှဲပဲချိန်သူတို့ကြီးတော်မဆိုင်အဲ့ဆိုင်နဲ့ကြီးကျယ်တယ်လုံးဝဗီဒီယိုပေးမရိုက်ဘူးနော်အဲ့ဆိုင်တွေမှာမဟုတ်ဘူးတခြားဆိုင်တွေရှိပါလေတနတ်ဆိုင်ကြီးတွေဒါမှကျွန်တော်တစ်ခေါက်မှမရဖြစ်သေးဘူးသူအဲ့မှာဆိုလည်းဗီဒီယိုပေးရိုက်တယ်လူတိုင်းတွားနေကြတာပဲဒီလိုပဲကြည်နေကြတာပဲဒီဆိုင်နဲ့ကြီးကျယ်ဒါကျွန်တော်နေရာမှာဆိုနီးနားရှိတာဆိုဒီဆိုင်လေးတွေပဲနီးနားရှိတယ်ဆိုတော့ကဲအဲ့ဒါထားလိုက်ပါတော့အဲ့ဒါကျွန်တော်အထဲသွားပြီးတော့ဗီဒီယိုတော့ပေးမရဘူးဆိုတော့တနတ်လိုက်ရွေးပြီးတော့ကိုကြတဲ့တနတ်တွေးတော့ဒါသူတို့ပြသူတို့အားနဲ့ဒီတနတ်နဲ့ကျွန်တော်ရဲ့ ID တွေပါတောင်းတယ်ပေါ့နော်စာရေးစာတန်းတွေပါလောက်ရတာပေါ့အဲ့ဒါမေးခွန်းတွေဖြေရသေးတယ်မေးခွန်းတွေပါရနေပါဖြေပြီးတော့အဲ့စာရေးစာတန်းတွေလောက်ပြီးတော့သူတို့ပြောတယ်ပေါ့တော့3-4ရက်တော့ကျွန်တော်စောက်အောင်မယ်ကျွန်တော် background check လုပ်အောင်မယ်ပေါ့ background check ဆိုတာကျွန်တော်ဒီနောက်ကြောင်သူတို့ချက်အောင်ပါပေါ့နောက်ကြောင်ဆိုနောက်ကြောင်ရာသူပေါ့ဗျာပြောလို့ဆိုကျွန်တော်နောက်မှာပြစ်မှုတွေပါရှိလားပါလားအဲ့ဒါတွေသူချက်ပြီးတော့သူတို့ရောင်းတင်မရောင်းတင်စဉ်းစားအောင်မယ်ပေါ့ဒီလိုပြစ်မှုတွေပါရှိတဲ့လူဆိုအဲ့လိုမျိုးဆိုရင်သူရောင်းလို့တိတ်အဆင်မပြေဘူးလေပြီးတော့လည်းတနက်ကလည်းထူးထူးဆိုရင်မဲ့လည်းသူလည်းတနက်ဖြစ်နေတာဆိုတော့သူကတနက်ပဲပေါ့နော်အဲ့ဒါကြောင့်မို့သူတို့ဘက်ကောင်ချက်မယ်သူရကျွန်တော်ဖုန်းခေါ်လိုက်မယ်လို့ပြောတယ်အဲ့တော့ကျွန်တော်1ရက်2ရက်တော့စောက်အောင်မယ်ထင်တယ်တကယ်လို့1ရက်2ရက်သူဖုန်းခေါ်လာရခဲ့လို့ရှိရင်ကျွန်တော်တွားယူလို့ရှိရင်တော့ဗီဒီယိုတော့ရိုက်လို့ရအောင်မဟုတ်သေးဘူးဒါပေမဲ့ယူပြီးတော့ကျွန်တော်အိမ်ရောက်လာလို့ရှိရင်တော့ကျွန်တော်တစ်ချက်ရိုက်ပြမယ်ပေါ့နော်ပြန်ပြီးတော့ဒီချိုင်လေးရိုက်ပြမယ်အမှကျွန်တော် scope တွေပါဝယ်ပြီးတော့တစ်ခါတည်းအမှတွားယူတဲ့နေမှာတက်ခဲ့မှာပေါ့ကျွန်တော် scope ကပထမတစ်ခါဝယ်ခဲ့ဖို့ဘာလို့ကျွန်တော်တနက်ဝယ်ရမရတော့မသေးကြသေးတဲ့တော့စကုတ်ကျွန်တော်တခါမှဝယ်ခဲ့ဘူးကျွန်တော်တကယ်လို့သူတို့ဖုန်းခေါ်လာလို့ရတဲ့နေ့မှာတခါတည်းစကုတ်ပါဝယ်ပြီးတော့သူတို့တက်ခိုင်းလိုက်ပဲအခုတရားဝယ်ကျွန်တော်ဝယ်မရဘူးဆိုရင်တိုင်ပေါက်အောင်မယ်ဝယ်တော့မရကြတော့မရှိပါဘူးဒါပေမဲ့အနှိမ့်နဲ့မြန်တော့နည်းနည်းတော့ကြာတတ်တယ်ပေါ့ဗျာပြီးတော့ဘက်ကောင်ချက်တွေပါတွေကလည်းချက်ချင်းသူတို့မပြီးဘူးလေသူတို့အချိန်ယူပြီးချက်ရတယ်ဆိုတော့ကဲအဲ့တော့ကျွန်တော်လည်းစိတ်လှုပ်ရှားနေရောကျွန်တော်လည်းဝယ်လို့ရမှာမရမှာဆိုတော့တကယ်လို့ရခဲ့ရင်တော့အနေကြရင်တော့ကြီးကပ်အပူနဲ့ကြီးစံနဲ့ပေါ့ဗျာအဲ့ဒါလည်းပါတစ်ခါဝယ်ပြီးတော့သူ့ရဲ့အိတ်ဝယ်ရမယ်ပြီးတော့နောက်သူတို့တနတ်ထဲတဲ့တစ်တာမိကန်တစ်တာမျိုးတစ်တာရပါတယ်နောက်ကြရင်တော့ဝယ်ရမယ်ထင်တယ်အဲ့ဒါတွေလည်းထည့်ပြီးတော့တိတ်ရမှာဒီလိုမျိုးတိတ်လို့မရအောင်ဒါပေမဲ့ဒါဒီလောက်ကတော့ကိစ္စမရှိပါဘူးဒါလေးကတော့တူတူလေးဆိုတော့အသေးလေးဆိုတော့ပြဿနာမရှိဘူးတကယ်လို့တမင်ပြစ်တဲ့အကြီးတွေဆိုလို့ရှိရင်တော့အဲ့လိုသိရတယ်ပြီးတော့ဟန်ကန်တွေပါတယ်ပစ္စတိုတွေပါတယ်ဝယ်ခဲ့လို့ရှိရင်တော့အဲ့လိုမျိုးသိရတယ်โอเคဒါဆိုတော့ကျွန်တော်ဗီဒီယိုလည်းနည်းရှည်နေပြီဆိုတော့ဒီနေ့ကဒီလောက်ပဲနောက်နေ့တကယ်လို့ကျွန်တော်တွဲယူပြလို့ရှိရင်ဗီဒီယိုတစ်ပုတ်ထပ်ရိုက်ပေးမယ်โอเคကျွန်တော်ဗီဒီယိုကြည့်ပြီးတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲbye bye I love you guys